ဒီတငယ်ချင်း900လုံးရှိတဲ့သူဆိုရင်တော့ရန်ကန်ကောင်းတဲ့သူလို့ပြောလို့ရပြီကို့မှာရောဒီလိုတငယ်ချင်းမျိုးဘယ်နှယောက်ရှိလဲဆိုတာကိုသိလိုက်ရအောင်နံပါတ်1ငယ်တငယ်ချင်းဆိုတာကစိတ်လုံခြုံမှုရစေပြီးတော့ပျော်စရာကောင်းတဲ့အတိတ်တွေကိုဖန်တီးပေးနိုင်တယ်တယောက်အကြောင်းကိုတယောက်သိလို့တော့လဲဘာမှမိတ်ဆက်ပေးကြမလို့ပုံကွက်သုံးဝက်နေကြမလို့ပဲနဲ့စိတ်သက်ရှိရတဲ့အတိုင်းပေါင်းလို့ရတယ်နံပါတ်2ပျော်အောင်လုပ်ပေးတဲ့တငယ်ချင်းအခွေတက်နဲ့ပြည့်နေပြီးတော့ဘယ်အခြေအနေမှမဟုတ်ကို့ကိုပျော်အောင်လုပ်ပေးနေတဲ့တငယ်ချင်းမျိုးရှိတာလေအကြီးစားကန်ကောင်းမှုရှိတယ်လူတငယ်ချင်းမျိုးရှိတာလေကိုယ့်ရဲ့စိတ်ကိုလွတ်လပ်ပေါ်ပါပြီးတော့အေးချမ်းစေတယ်နံပါတ်3ဘယ်တော့မှသစိမ်းမဆန်သွားတဲ့တငယ်ချင်းမတွေ့ရတာဘလောက်ပဲကြာနေပြီပြင်တွေးလိုက်တာနဲ့ရင်းနှီးတဲ့ခန္ဓာချက်မျိုးရတယ်မတွေ့ရတာဘလောက်ပဲကြာကြာဘယ်တော့မှသစိမ်းမဆန်သွားပဲနဲ့အမြဲတမ်းရှိနေပြီးတဲ့တငယ်ချင်းမျိုးဆိုလည်းဟုတ်တယ်နံပါတ်4ယုံကြည်ရတဲ့တငယ်ချင်းကိုယ့်ရဲ့ပြဿနာတသေးလေးရအစအကြီးအထိရင်ဖွင့်တိုင်ပင်လို့ရတယ်ဘယ်တော့မှနောက်ဖဲလှန်တာမျိုးမရှိဘဲနဲ့စိတ်ချယုံကြည်တိုင်ပင်လို့ရတဲ့တငယ်ချင်းမျိုးကပိုင်ဆိုင်နိုင်ဖို့ခက်ခဲတယ်နံပါတ်5မိသားစုနဲ့တူတဲ့တငယ်ချင်းမိသားစုလိုမျိုးမိကိုအားထားလို့ရတဲ့တငယ်ချင်းမျိုးကလည်းရှားတယ်ဘလောက်ပဲစိတ်ဆိုးစိတ်ကောက်ပါစေအချိန်တိုင်းရင်သူ့လိုပြန်ချစ်ကြတာလေမိသားစုနဲ့တူတဲ့တငယ်ချင်းတွေကအားသာချက်ပဲအားလုံးပဲတငယ်ချင်းကောင်းလေးတွေပိုင်ဆိုင်ကြပါစေဟေးချစ်ရ body 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 body